ခောက်ဆွဲတုံစားပြပြောတာကြားပြီဒီမှာပါခင်ဗျခောက်ဆွဲအစုံတုံစားဖို့ပြင်ထားတာတွေပါကဲတုံပြီးဆွဲမယ်ဗျာလိုက်ပါခင်ဗျဆွဲရင်ထည့်ပါမယ်ဟေးโอ้ဒီကောင်ကကျွန်တော်မကြီးရည်နဲ့ဆော့ရှင်နဲ့ငရုတ်တီးတွေကြက်သွန်ဖြူတွေကြက်သွန်နီတွေနဲ့ဆက်ထားတာပါခင်ဗျဒီကောင်ကကျွန်တော်ကြက်သွန်ဖြူနဲ့ငရုတ်တီးစီကြက်ပါခင်ဗျဟောဘေးပြားကြော်လေးထည့်ပါမယ်ခင်ဗျပြီးတော့ကျွန်တော်တို့ကော်ဖီပါခင်ဗျရှုကျွန်တော်ကြက်သွန်နီလေးထည့်ပါမယ်ခင်ဗျပြီးတော့ကျွန်တော်နန်နန်ပင်လီးထားလိုက်ပါပြီးတော့ကျွန်တော်တို့ခွားသီးလေးထည့်ပါမယ်ခင်ဗျစမ်းမမပြီးဟေးပါကန်ပြီးတော့ကျွန်တော်ပဲသီးလေးထည့်ပါမယ်ခင်ဗျငမ်းပြားကြီးလေးထည့်ပါမယ်အရှုံမုတ်လေးထည့်ပါမယ်ခင်ဗျဒါကကျွန်တော်မြုပ်သီးအကြက်မုတ်ပါခင်ဗျဟုတ်လီရတိုင်းကဲနေလိုက်ပါဦးမယ်ခင်ဗျဝေါနေတိုင်းမဟုတ်ဘူးရှေ့ဆွဲကောင်းမဲ့ပုံပဲဗျာဝေါရပြီရတာလေးမြည်ကြည့်ပါမယ်အပိုလိုမရှိကွက်ပြီပါခောက်ဆွဲစုံတော့လေးစားကြပါအောင်ခင်ဗျဒီကောင်ကျွန်တော်အရေးတောက်လုပ်ထားတာပါဝေါစားကြပါအောင်ကျုံးပြီဗျာရှင်းဆက်ဆက်လေးနဲ့ကောင်းလိုက်တာဗျာရှယ်ပဲစားကြပါဦးဒီမှာဒီအရေးတောက်လေးနဲ့ရှယ်ပဲကောင်းလိုက်တာဗျာโอเคนี่เตี้ยตีเพียวอยู่แบบเนี้ยไม่แบบเท่าไหร่เนี่ยကဲဘိုက်တင်းသွားပါပြီခင်ဗျာအများကြီးတော့ကြာပါသေးတယ်ကူစားပေးမဲ့လူလိုနေပါတယ်ခင်ဗျာဒီဗီဒီယိုလေးကတော့ဒါတော့ပါပဲဗျနောက်ဗီဒီယိုတွေမှာလည်းဗာနေဆက်စားပြစေချင်သေးလဲဆိုတာကိုအော် comment လေးထဲမှာရေးသွားပေးကြပါဦးနော်